နင်းလို့အစီအတန်နင်းလို့ပုံစံနဲ့လှုပ်ချင်တယ်ဟဟလားအောက်တန်းဆိုင်အောက်တန်းဆိုင်အောက်တန်းဆိုင်ဟဲ့ဒီပကံကိုချစီးနော်ဒီတံမိုးဘယ်လောက်ရှိရချင်လဲနင်းရလေအလောက်ကင်မရှိလက်ကြောမတင်ဒီလောက်တံမိုးကြီးရပြီနင်းနေတော့နိုင်လားတေးချလို့လောက်ကိုအေးသားပြောဦးကိုညဖောက်ဆက်ထားသေးရဲ့ဟုတ်ကဲ့ဟဲ့အခုရန်ကုန်ရောက်နေရလား နေဟုတ်တယ်ဟဲ့ငါထိုင်ဒီမှာဧည့်သည်ရောက်နေလေကော်ဖီယူခဲ့ရောအခုရန်ကုန်အလုပ်ကိစ္စနဲ့လာလားအလဲပဲလာလားညီမတို့အိမ်မှာပဲတဲရမယ်နော်အခုဘယ်မှထောက်မသွားအောင်ညီမအလိုအပ်တာရှိအားလုံးကူညီပေးမယ်နေရပါတယ်အကိုကဒီတစ်ခေါက်ရန်ကုန်ကွာအလုပ်ကိစ္စနဲ့လာတာအကိုအခုတူနိုင်ရနာမှာလောက်ရပါလေအဲ့တော့အဲ့မှာအလုပ်ဝင်လုပ်ဖို့အတွက်ရန်ကုန်တက်လာတာဟဲ့အခုနေထိုင်နေသူများအလုပ်เสียလားအခုရဲ့မိဘကြီးကမြို့မြင့်တဲ့ဖုံးလေမလေးကော်ဖီရပါပြီကိုကော်ဖီလေးတောက်စားအဲ့ဒါပေါ့ကွာဒါပေမဲ့ကိုကအခုနေမှာလေဂျနာဆိုင်လေးတစ်ခုဖွင့်ကြတာဩအဲ့တော့ကြောင့်မလို့အတွေ့အကြုံရလို့အခုတူနိုင်ရနာမှာအလုပ်ဝင်လုပ်မှာသူတို့မှကိုပိုင်ဆက်ပင်ရရှိရကွာအဲ့တော့ကြောင့်မလို့ကိုတကယ်လို့နေမှာဆိုင်ဖွင့်လို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေသူတို့ရှိရမှားလို့ရတာပေါ့အခုတော့လည်းဆက်တယ်အများကြီးရတာပေါ့ကွာဟဲအခုကအရန်တော်တာပဲဟဲ့တွေ့လားပတ်စံချမ်းသာတဲ့လူတွေအောင်သူများအလုပ်မှာစူးစမ်းနေတာနေပါစူးစမ်းအားထုတ်မှုရှိလို့လက်ကြောကလည်းမကျင်ဘူးနေဒီပုံစံတိုင်းဆိုရင်လေဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဟောတော့ဘယ်လဲညီမဟော तू ကနေရလေဒေါ်ကြီးပူရဲ့သားအလက်ကားပါနေမှာအလုပ်မရှိလို့ဆိုပြီးရန်ကုန်ရောက်လာရက်စွေရမျိုးကြီးဆိုတော့အိမ်မှာခဏခေါ်တင်ထားတာလေအလောက်ကလည်းအခုချိန်ကြီးမေမေရရှိရဆိုတာမရှိသေးပါဘူးကိုရဲ့အဲ့ဒါကြောင့်မလို့ယောက်ျားကြီးမာကြီးကိုတင်ကြွေးထားတာလေအကိုရဲ့ဟောအဲ့ဒါကြောင့်မလို့မြင်မှုရရှိနေအောင်ညီလေးကိုညီတခုတော့ညီကိုပြောတာဟုတ်ကဲ့ပါသမီးအဲ့တဲ့ကြီးမှာစကားပြောရစိတ်ကျင်တော့သမီးအကိုဒီမှာကျုံးနိုင်ရဲ့နာမှာအလုပ်လုပ်ချင်လို့ကိုရဲ့ညီမကဘာလို့တူနိုင်ရနာမှာလှုပ်လို့ချင်ရတာလဲအော်ကျုံးနိုင်ရဲ့နာကြက်တော်လေးဆိုရင်လေအရမ်းမိုက်တာထရန်လေးတွေနဲ့အော်ဝင်းနဲ့နဲ့ပြောကျုံးနိုင်အဆိုပွဲရောဆိုပြီးတော့လေဝင်းနဲ့တွေအများကြီးကိုမြောက်မြောက်ပေးထားတယ်လေအဲ့ဒါကိုလည်းသဘောအရမ်းကြတာပြီးတော့ဇလန်းလေးတွေဗီဒီယိုတိုလေးဆိုရင်အရန်ကောင်းတာလေမနိုင်ပြောမှဆိုရင်တော့ညီမတရုပ်ဆောင်ဝါသနာပါတာပေါ့အကိုရဲ့တကယ်တော့မင်းသမီးဖြစ်ချင်တာလည်းပါတယ်အင်းမဒီကောက်ဆိုင်ကနေလူထက်ခေါ်လို့ရှိရင်ကိုညီမပြောမယ်ဟုတ်ပြီလားနော်ဟဲ့မထိုင်နေဒီမှာဘာလုပ်နေရလဲအခုချိန်ရှိရထွက်ခဲ့စမ်းဟုတ်ကဲ့ပါမလေးနေသူများစကားပြောနေတာဘာကိစ္စနဲ့ခိုးနားထောင်နေရလဲလူမှုရေးနဲ့လူကျင့်ဝင်နေနားမလဲဘူးအဲ့ဒါမျိုးငါမြင်ခဲ့တာနောက်တစ်ခါဒီလိုမျိုးခိုးကြောက်ကိုယ်နေနားထောင်ရင်နားထောင်ကြည့်နေငါကြောက်သိစေရမယ်တော့အခုချိန်ငါရှေ့ထွက်သွားညငါမမြင်ချင်ဘူးညီမလည်းကွာလူတစ်ဖက်တော့အဲ့လိုကြီးမပြောပါနဲ့ပြီးတော့ညီလေးမင်းခုလိုမျိုးချောင်းရတော့ကောင်းတယ်တကယ်လို့တခုသိကျင်တယ်ဆိုလို့ရှိရင်အကိုတို့ဓာတ်ရည်လာမင်းလို့ရတာမဟုတ်ဘူးလားဟမ်အခုလိုမျိုးချောင်းရတော့နော်နောက်နောက်ပဲအဆင်မပြေပဲဖြစ်ကြမယ်လေဟုတ်ကဲ့ပါကိုရဲ့ကျွန်တော်လည်းတူနာရဲ့နာမှာအလုပ်လုပ်ချင်လို့ပါအဲ့ဒါနဲ့ကြားရတယ်နားထောင်မိတာပါအဲ့လိုမျိုးဗာစိတ်နဲ့မှချောင်းနားထောင်တာမဟုတ်ပါဘူးကိုရဲ့အောင်မနင်းလို့အစီအတန်နင်းလို့ပုံစံနဲ့တူနိုင်ရနာမှာလုပ်ချင်တယ်ဟဲ့လားစဉ်းစားလေနင်းလို့အစီအတန်နင်းလို့ပုံစံနဲ့တူနိုင်ရနာမှာလုပ်ချင်တယ်ဟဲ့လားအခုတို့ဘယ်အလုံးမလျှောက်ပေးစရာအကြောင်းမရှိဘူးနော်ကိုဟဲ့နေတန်ရမှာလည်းသွားလောက်တမ်းပါတော့အခုချီချီတော့ငါရှိရနေပြီညငါမမြင်ချင်ဘူးအောက်ကျန်းဆိုင်ကိုကျွေးမွေးထားတဲ့ထမင်းတစ်လုံးရဲ့တန်မို့ဘတော့မှမမေ့နဲ့အမေမျက်နှာကိုပြက်အောင်မလုပ်ပါနဲ့ငါသားရဲ့ငါစိတ်ငကတရားရောဒီဟာပျောက်တာတော့ဒီကောင်းလက်ချက်ပဲထင်တယ်ဒီလိုကောင်းပြီးအဲ့ဒီမှာထားစရာအကြောင်းမရှိတော့ဘူး